Mauပြောတာမှာဘာကိုပြောတာငါနဲဘူးလားဘာကိုမနဲတာဘာကိုနဲတာလဲစေးလေးလုံးမပါတော့နဲတာလားမရရင်အသေးကိုယူမှာတော့လေငါနဲ့ဗာဆိုင်လို့လေငါကဒီ product တွေရောင်းနေရင်လည်း APC တွေဒီကုမ္ပဏီတစ်ခုရဲ့ထုတ်လို့အဲ့ဒါတွေပါတွဲပြီးပါလာတာအဓိကဝယ်တာကအလှကုန်ပစ္စည်းနဲ့ collagen တွေပါလို့ဝယ်တာဝယ်လာတာယောက်ျားအတူစီတွေရှိတယ်ဆေးစွမ်းကောင်းကြောင်းပေါ်တယ်အေးလေဆေးစွမ်းကဒီမိမယူမိမရတဲ့ချိန်က3ပေါ်ဟဲ့ဆေးစားမှအဆင်ပြေတာကတချို့တွေကဆေးစားမှအသက်အရွယ်နည်းနည်းကြီးသွားဆေးစားမှအဆင်ပြေတာလေအမရေးတဲ့ကျူလို့ချင်းတဲ့ WY ထိုင်းမှာပေါ်တယ်ဘာမှမလည်းပေါ်ပါတယ် WY နေမျိုးစေးဝါးတွေပြောတာမလားအဲ့ဒီတော့မရှိအလုပ်တွေကကျွန်တော်ရှာကျွေးမယ်အမရောင်းတာဝယ်ချင်တယ်ကြော်ကြီးအော်စောနာပန်းလေးလာပြီးတယောက်ချင်တယ်ရတယ်တဲ့တန်လုံးမြန်တော့23မလို့တဲ့အေးဘောတချို့တွေကတန်လုံးမြန်တော့ဆိုတော့အဲ့စိတ်တွေမလို့ဘူးပေါ့ဟဲ့တို့ရတော့ဝယ်လေယောက်ျားအတုပ်စေးရဲ့ကြီးစေးတွေပုံတွေသူကအားသေးလို့ပြောတာပဲဟဲ့ငါလည်းမသိဘူးလေဟဲ့လည်းမသိဘူးလေစိတ်ပါပဲဟုတ်ပါတယ်ဒါပေမဲ့စိတ်ပါပဲ main ကလေးနဲ့အိတ်တော့မယ်ဆိုရင်ကိုတကယ်ချစ်တဲ့ main ကလေးနဲ့အိတ်ရပြီဆိုသူ့စားနဲ့သူစိတ်ပိုင်တော့အဆင်ပြေပါတယ်စိတ်နဲ့ပဲဆိုင်တာစိတ်နဲ့ဆိုင်တယ်ဆိုပြီးမှတချို့ main ကလေးတွေအရန်ကြာတဲ့ခါကျတော့ကိုမနေနိုင်ဘူးဆိုရင်တော့ဆေးရတော့မှရဟုတ်ဘူးလားကိုအိတ်တဲ့ main ကလေးကမှမတည်သေးရတယ်ကားဒီစီးပြီလားဝင်လာပြန်ပြီအဲ့ဒါဖြစ်တာကားတွေဝင်သွားလိုက်ပါလိုက်ပြေးသွားလိုက်ပြေးလာလိုက်နေမိန်းကလေးတွေကိုအကြောင်းသိရင်ရပါတယ်ဒီပေါ်အဲ့ဒါလည်းဟုတ်ပါတယ်တချို့တွေကမိန်းကလေးတွေကိုကောင်းကောင်းမနေတော့လေကောင်းကောင်းငါပြီးရောဆိုတဲ့ယောက်ျားတွေရှိတယ်အဲ့လိုမျိုးတွေကြတော့အစိမ့်မပြေဘူးလေငါပြီးရောဆိုတဲ့လူတွေတော့ကတော့ဆေးဆိုတော့မလိုဘူးဆေးတုံးနေဆိုတာမိန်းကလေးဘလို့ပါဦးဆိုင်တော့ပါဘယ်ဦးစိမ့်တော့ဟုတ်ပါတယ်ကြောက်ဦးနဲ့အဲ့ဒါကတော့မိန်းကလေးလည်းတောက်လို့ရပါတယ်ကြောက်ဦးနဲ့ပြားရည်နည်းနည်းထည့်ပြီးတော့တံမြာသီးညှစ်ပြီးတော့လေခဏပြီးတော့တောက်တာအဲ့ဒါလေးလည်းကောက်ပါတယ်ဖိလက်ငานครับเล่นงานครับผมโอเคภาษาไทยนี่แค่ไม่ค่อยเก่งอ่านไม่ค่อยได้นะคะอ่านค่อยๆอ่านเนี่ยเพิ่งเลิกงานครับผมแค่เป็นรีวิวนะถ้ากินๆပါပြတာ15ตัดสินไอ้กินๆပါလဲ follow ပတ်လိုက်အောင်တိတ်ကြီးပါလဲတော့မသိအမရဲ့အဲ့အကြောင်းတွေပြောနေတယ်ဟုတ်ပြီမပြောတော့အလုပ်ကိစ္စလည်းပြောမယ်ထိုင်းတော့မလေးဘူးသွားတဲ့ကိစ္စပြောမယ်အဲ့ဒါကပတ်စံနေကို is coming အဲ့ဒါကပတ်စံနေပဲလေဘာပတ်စံနေဘယ်ကပတ်စံနေครับไม่เป็นไรครับโอเคครับภาษาไทยไม่ค่อยเก่งนะคะถ้าแข่งภาษาอังกฤษได้ก็แข่งภาษาอังกฤษมาเลยค่ะအမပုံစံနဲ့ဆိုခဏပဲဘာလို့လဲနဲ့ရှင်းပြပါအောင်ဟောမဟုတ်လို့လားစားမရအေးငါတို့ကဟောနေပါတယ်သူများပြောတာဟောဆိုပါလားမသိငါတို့ပြောတဲ့လူတွေတော်တော်များနေတယ်အမဘာလို့ဟောမလုပ်လဲငါလည်းမသိဘူးလေဘယ်လိုဟောလုပ်ရဟောလို့ပတ်စံရပါလားပြော outside on client အဲ့ဒါတွေမတုံးတတ်တော့တဲ့မတုံးတတ်တာတော့ချိနေတာမတုံးတတ်တာတော့ချိနေတာ
ယူไหนไทยเลยอยู่กรุงเทพอยู่กรุงเทพอยู่บางบอนซอยเอกชัย64 400ကျော်တယ်လေ400ကျော်ဘာလို့400ကျော်ဒီမှာကြည့်တဲ့လူ400ကျော်တာပြောတာကြည့်တဲ့လူ400ကျော်တာပြောတာရတာပေါ်ဟုတ်တယ်လေအဲ့ဒါဘယ်လိုလုပ်ရမလဲဖောင်မဖြစ်တာဖောင်ဖြစ်ရမှာတော့ငါအဲ့ငါ့ကိုတရားရောက်ကဟောလျှောက်ပေးပါလားအမပါတဲ့မလုပ်တတ်တော့မလုပ်တတ်ဘူးလေငါကျမချမ်းသာပါစေဘုကဲပါရှင်ဟောလျှောက်ပေးကြပါသူများပေးတာအလကားဖြစ်သွားတာဟုတ်နော်ငါပေးတာအလကားဖြစ်တယ်ဟုတ်တယ်ချိတ်ပေးမယ်โอเคချိတ်လိုက်ဒါမှငါတော့ဘာမှထိုင်ပြီးတောင်းနေတာတော့မဟုတ်ဘူးမှာဒါမှတောင်းနေတာမဟုတ်ဘူးဆိုပေမဲ့သူတို့ပေးလို့သူတို့ပန်းလေးတွေပေးတယ်ဆိုပတ်စံဖြစ်တယ်ဆိုတော့လေသူတို့ပေးချင်လို့ငါပတ်စံဖြစ်သွားတော့ကောင်းတာပေါ့ဟဲ့လိုက်လို့ရင်လေတနေ့ကိုဘယ်လောက်အချိတ်ပြီးတဲ့ဖောင်ဖြစ်ကြည့်ရโอเค2 နာရီလွတ်ပေးရတယ်2 နာရီမပြည့်ဘူးနော်2 နာရီမပြည့်မရဘူးလား2 นาရီပြည့်အောင်တော့မလွှင့်နိုင်ဘူးဟန်ပိုင်စမုတ်လိုက်နာကိုတိုင်တော့ကြောင်းရမယ်ဟန်ပိုင်စမုတ်စာခေါ်တော့ไม่ได้อยู่สมุทรสาครเราอยู่กรุงเทพทุกအချိန်ကန့်သက်ပေးရတယ်အဲ့လောက်ကြီးတိတော့အချိန်မပေးနိုင်ရရင်မရရင်ဒီအဲ့လောက်ကြီးတော့အချိန်မပေးအောင်ပါဟော့လျှောက်ထိုင်မဖြစ်မနေကြီးလောက်ရမှာဆိုရင်တော့မလောက်တော့ခုနကပေးမှယူမလားတဲ့ဟုတ်ပြီလေမဟုတ်ဘူးလေမဖြစ်မနေလောက်ရမှာဆိုရင်တော့မလောက်နိုင်ဘူးလေခောက်ကြိုက်ဖြစ်မနေလောက်မလောက်ရမှာဆိုရင်တော့မလောက်နိုင်ဘူးတူရှိမှသိကြပါလေဟုတ်ပါပြီအဲ့ဒါဆိုရင်လည်းချိတ်ပေးလိုက်အဲ့ဆိုရင်လည်းချိတ်ပေးလိုက်ဦးဆိုင်တော့လည်းကျမဟိုကလောက်ထားလိုက်ပြီအကျိုးရှိမှကျင်းတည်သိကြအဲ့ဦးဆိုင်ကဘာလို့မတက်လာမတက်ဘူးဗျာကြီးကျယ်တယ်တော့တန်းလို့ကခေါ်တင်တာမဟုတ်ဘူးနော်အခုထင်းတဲ့သူကစကားပြောစာရေးနေရတာပြီးဟောနေမှာဆိုလို့တင်ပေးတာလာလည်းနေပေါ့ဖြစ်พึ่งไลน์เหรอใช่แล้วพึ่งไลน์ค่ะพึ่งไลน์แบบนี้ว่าบางเข้ามาว่าคุณเราเสร็จบางเข้ามาဟုတ်ပြီသူတို့တွေကဟိုကမလုပ်တာဘူးပါလေပိုဖိုင်းမတင်တာရလို့လည်းသိစကားမပြောချင်အဲ့ဒါလည်းပြဿနာတစ်ခုရှိတယ်ဟိုဆိုင်နေမဖြစ်ဟုတ်ပါဘူးကဲငါလည်းစင်းတော့မယ်မောတယ်စကားညာကြောတော့ဘိုင်အားလုံး